ငွေလောင်းတင်လာရှင်ဗျာ လုံးဝကိုမလောင်းတင်တဲ့ကိစ္စနော်ဒါအချိန်ချင်းဟောနေရတဲ့ကိစ္စပဲတခြားအချိန်တူတာတဲ့ဒီအချိန်သူပို့ဆိုးပါတယ်ဘာလို့ဆိုတိတ်ထဲမှာအခုမှဦးစင်းလေးကကမ္မဝါစာဖတ်ပြီးတော့ဘာအာဘမှမတင်သေးဘူးအကဲကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာတော်ကြီးတွေထက်တော့ဖြူရပြောလို့ရဘာလို့ဘာမှမလုပ်ရသေးအခုမှမွေးလာတာလေတင်ရနေအခုမှကမ္မဝါစာဖတ်လို့အခုမှရဟန်းဖြစ်ဘာလို့ဘာမှမလွန်ကျူးရသေးတဲ့ဦးစင်းသစ္စာဆက်အဲ့ဒီဦးစင်းသစ္စာဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ္စာဆက်ကိုဝိုင်းတီလာဖြစ်တယ်လို့ဖြစ်သွားတာလေနော်ဖြူနေတဲ့ပုဂ္ဂိုလ်မဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲစိတ်တော့လိုက်ကြတာပဲနော်အဲ့တော့တိမ်စင်းလောင်းငွေလောင်းခြင်းတည်တာဖြူစင်နေတဲ့ဦးစင်းအသစ္စာဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားတိမ်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတာနော်အဲ့တော့မှခေါ်ချင်တာတီလာဖြတ်ပွဲပဲအဲ့တော့လောင်းကြချလို့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတိုက်စေးသွားတိုက်တဲ့စာအုပ်စသည်တွေလောင်းလို့ရတာပဲလေနော်ငွေလောင်းမှတိမ်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်ဆိုလို့တိမ်စင်းလောင်းပွဲမဟုတ်တော့ဘဲနဲ့တီလာဖြတ်ပွဲတော့ဖြစ်သွားတာနော် ဒါဆိုရင်ရှင်များဟိုယဟန်လေးတိမ်မှာဆိုတိမ်တန်ကရှိရပါရှင်ဗျာအပား100လောက်အပား90ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းသူတို့လိုအပ်တာလေးကိုလည်းလှူချင်တယ်ရှင်ဗျာလှူချင်တော့ငွေလည်းလှူချင်တယ်ရှင်ဗျာအဲ့ဒါဆိုရင်ဘလို့ဆက်ဆက်နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင့်တော်အောင်လောင်းတင်လဲရှင်ဗျာ အဲ့ဒါကစာရွက်ကလေးတွေလောက်ရတာလေဦးဇင်းတို့ဖောက်တရားတို့ဘာလို့မှလည်းတစ်ခါတလေလုတ်တတ်ပါတော့ကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပားတရားဆိုအပားတရားစားပေါ့နော်အဲ့တော့1000တန်မှဖြစ်ပေါ်လာတော့တဘာ1000လှူရှင်တယ်ပေါ့1000တန်မှဖြစ်ပေါ်လာတော့ PC လေးပါကိုကပ်ပြရအကြောင်းကပ်ပြရဘာလို့လဲဥရှုဆိုရင်ဥရှုထံမှာအလူခံကြပါဗျာဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီးတဘာတွဲလောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားအလူခံလို့ရသွားပြီငွေကိုဆရာတော်တွေမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပားတရားစားအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြကိုလည်းတစ်ခါတည်းထွက်လိုက်တယ်ဒီတိမ်စင်းတိမ်တက်တန်ကားတွေအတွက်တဘာ1000ကျွန်တော်တူပါလေဆိုကပ်ပြအပ်လိုက်ပင်ဆရာတော်တွေကိုအဲ့စာရွက်ကလေးကပ်လိုက်ပေါ့နော်တိမ်စင်းမှာဆရာကလေးလောင်းပေးလိုက်အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့အော်ဒီတကားကြီးဒီတို့ကို PC လေးပါ1000နဲ့လှူထားတယ်ကပြစီမှာသူခံလို့ရပြီဆိုအဲ့စာရွက်ကလေးနဲ့ကပြစီမှာတော့လှူခံလို့ရတာ ဒါဆိုရင်အားလုံးအဆင်ပြေရ ရှိပြီလားပေါ့အဲ့ဒါနီလန်းနေရရှိပြီလားလူတွေကမသိတာရမလုပ်တာရပေါ့နော်